ကျမပြောလို့ရှိရင်ပိုတယ်လို့ဖြစ်မယ်အဲ့ဗီဒီယိုလေးကိုကျမတင်ပေးမယ်အသက်တစ်နှစ်နဲ့4လကလေးကျမရဲ့ဒီစုဟဲစီရန်နော်29,000နံစုဟဲစီရန်ကိုတုံးလိုက်တာဘလို့အနေထားဖြစ်သွားလဲဆိုတာကိုကျမပြပေးမယ်တစ်ချက်လောက်ကြည့်ပေးပါရှင်ကျမဟဲစီရန်ရဲ့ review ကိုထပ်ပြအောင်မယ်နော်အဲ့ဒါလေးပူရဲဆိုတာလေးကလေးမအဲ့ဒီကောင်းမလေးမွေးကြတဲ့အဲ့လိုအကွေးရတွေဘောက်ဒီအဖတ်ဖတ်ဒီမှန်နော်ဒီစီလင်းပေးလို့လေဒီအကွေးအဲ့ဒီအဖတ်ဖတ်တွေပျောက်သွားပြီအဲ့ဒါနောက်တူကြိုက်လို့မပေးခိုင်းလို့မပေးတာဒီလားသမီးကအရန်ပါတယ်ကလေးမွေးရပါတနည်းနဲ့လေးလာပဲရှိသေးတယ်တစ်နှစ်နဲ့4လတယ်တွေ့လားရဇက်ကောင်းလို့ပြပေးတာနော်ဒီအုံးစီအဲ့ဒီစီတန်လေးအရန်ကောင်းတယ်ကလေးစပင်းလေးကဂူတန်သွားပြီအဲ့ဒီအကွေးရတွေလည်းပျောက်သွားပြီဘောက်တွေလည်းမရှိတော့ကဲဒီလိုအကွဲရနဲ့နော်ဒီမှာကျန်ဘောက်တေနဲ့ကလေးတယောက်ကဒီလိုမျိုးမကျန်ချစ်စရာကောင်းလိုက်တာသပင်လေးနဲ့မာရှာလာနော်ဒီမှာကြည့် review လေးလာပို့ပေးလို့နော်ဒီမှာကျမကျေးဇူးတင်ကြနော်ညီမလေးရင်အမ review လေးလာပို့ပေးလို့နှစ်ဘူးထပ်ပါတယ်တဲ့ကြိုက်ခမီလားကြိုက်မရောလားမသိဘူးကြက်တုံကုန်းသွားတဲ့အဲ့တော့ဒီမှာကြည့်ပါရှင်နော်ဒီလိုမျိုးကျမတို့ကဒါဒီလိုမျိုးပုံပြလို့ရှိလို့ရှင်အော်အမကြီးဒါလေးကတော့ဆွဲသုံးရမယ်လို့ပြောပေမဲ့တချို့ကနှစ်ဘူးခုံပြီဆိုတာနဲ့ဒီဟာလေးတွေကအစင်ပြေသွားပြီနော်နှစ်ဘူးခုံပြီဆိုတာနဲ့ဒီမှာနော်တစ်နှစ်နဲ့4လဆိုတာအဲ့ကလေးလေးဒါပဲရှိသေးတယ်ဒီမှာကျမာရှာလာမိမိလေးရဲ့စပင်တွေကိုကြည့်လိုက်ပါအောင်ရှင်နော်အဲ့တော့ကျမရဲ့ဒီဟဲစီရန်ကိုကျမစကကြီးစကကြဲပြောတာမဟုတ်နော်ပါဝင်ပစ္စည်းအကုန်လုံးကပရီမီယံနေကြီးပဲထုတ်ထားလို့29,000ကျမပစ္စည်းကဈေးမပေါ်ဘူးလို့ကျမပြောတာဘာကြောင့်လဲဆိုတာဒီလိုမျိုးတက်တေအာမကန်ချက်တွေပြင်းလေးရနေတာစုဟဲစီရန်ပဲရှင်နော်တညင်ကခလေးမလေးဆိုလဲသပင်နေအကွက်လိုက်ဖြစ်နေတဲ့သပင်နေပြန်ပေါက်တယ်ဒီခလေးလေးဆိုလဲတစ်နှစ်နဲ့4လခလေးဒီလိုမျိုးဖြစ်နေတဲ့သပင်နော်ဘောက်တွေနဲ့ဒီလိုဖြစ်တဲ့သပင်ကဒီလိုဖြစ်သွားပြီနော်ဘောက်တွေပါပျောက်ပြီးဒီလိုဖြစ်သွားပြီတဲ့အဲ့တော့အခုချိန်မှာကျမတို့စီမှာဟဲစီရနှစ်ဘူးဝင်ခေါင်းလျှော့ရည်တဘူးပါထပ်ပေးနေတာနော်ဒီ15ရက်နေ့ကနေစပြီအဲ့တော့အစုံ200မှာအစုံ90ပဲကျန်တော့တယ်ညတွေကပြောပြီးတည်းရလေအဲ့ဒီတော့အမှားယူခြင်းတဲ့လူတွေအမြန်ဆုံးမှာပဲဒီလိုမျိုး review ကြီးကတော့ရှားတယ်နော်အရန်ရှားသွားပြီအမတို့စုကနော်စုကဟဲစီတန်ဈေးကွက်မှာဆိုစုကအဲ့လိုမျိုးလုံးဝတက်တဲ့အထောက်ထားခိုင်မာတွေနဲ့ပဲပြပေးတာသပင်ပေါက်တဲ့လူဆိုလဲအိမ်တိုင်ရန်ရောက်သွားထားတယ်ဒီမှာကြည့်စက်တုံကုန်းကညီမလေးတယောက်ဆိုလဲလာပို့ပေးထားတယ်နော်ဒီမေသဲဆိုးဆိုတဲ့ညီမလေးကဒါမော်လမြိုင်မှာစုပစ္စည်းရောင်းနေတဲ့ညီမလေးနော်တာကေသားအမရဲ့လက်ခွဲကနေရောင်းနေတဲ့ညီမလေးသူ့စီကိုဒီ customer review တွေပေးတော့